ကမြမပြေရောက်နေတာကတိုင်းတစ်ပါးမြေနိုင်ငံရဲ့ချမသွားခြင်းမခွဲခြင်းမဘူးအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောမင်္ဂလာမနေ့ခင်းလေးပါဒီမှာဒီမနေ့ပါပြောချင်လဲဆိုတော့ကျေးဇူးတင်တဲ့စကားလေးပြောချင်တယ်ပေါ့နော်ကျမကိုပေါ့နော်တင်ဆရာမြင်ဆရာကြားဆရာတွေကိုလာပြီးတော့ပြောပြပေးတဲ့သူတွေအားလုံးတူတယောက်ချင်းစကိုလည်းကျေးဇူးတင်ပါတယ်လို့ဘာလို့ကျေးဇူးတင်တဲ့ကျေးဇူးတင်ထိတ်တဲ့သူကိုကျေးဇူးတင်ရတာလဲဆိုတော့ကျေးဇူးတရားဆိုတာကတော့မမေ့လျော့တင်ဘူးပေါ့နော်ဒါကြောင့်ကိုပညာတင်ပြီးတဲ့သူဖြစ်ပါစေအတွေ့အခေါ်ပြောတဲ့သူဖြစ်ပါစေပြီးတော့ကိုမတိလို့မတိတဲ့အရာလို့လာပြီးတော့ပြောပြပေးတဲ့သူဖြစ်ပါစေပေါ့နော်ကျမဆိုရဲအထူးမှလည်းကျေးဇူးတင်ပါတယ်ကျမတွေမတိမတတ်တဲ့အရာတွေအများကြီးရှိတဲ့အတွက်ကျမကိုပြောပြပေးတဲ့သူကိုလည်းတူတယောက်ချင်းကိုထပ်မံပြီးတော့မှကျေးဇူးအများတင်ပါတယ်အားလုံးကိုလည်းချစ်ပါတယ် love you